လူတိုင်းသိထားတဲ့စိတ်ပိုင်းဆိုင်ရာအချက်များမင်းရဲ့ဝတ်စားပုံကမင်းရဲ့စိတ်ခံစားချက်နဲ့ဆက်ဆက်နေပါတယ်လူတစ်ယောက်ကစကားဝိုင်းထဲမှာလက်ကိုပိုက်ထားတဲ့အပြင်ခြေထောက်ကိုပါချိတ်ထားသေးတယ်ဆိုရင်သိကြပါတယ်သူကစကားပြောဆိုဆွေးနွေးဖို့လုံးဝစိတ်မပါပါဘူးလေလာမှုတွေအရာလာစာကောင်းကောင်းနဲ့အစင်မြင့်ယာရုတွေကိုဆွဲဆောင်မှုရှိတဲ့သူတွေကပဲရှာထားတာပါမန်နေဂျာများကဝန်ထမ်းတွေကိုယာရုတိုးပေးတဲ့အခါမှာလဲသူတို့စိတ်ထဲမှာပုံမှုဆွဲဆောင်မှုရှိတဲ့သူတွေကိုပဲပေးတာပါတဲ့ဒေါသကနာကျင်မှုကိုတဘာဝနည်းနဲ့ကာကွယ်ပေးပါတယ်ဒေါသထွက်နေတဲ့အခါတော်ရုံနာကျင်မှုကိုမေ့ထားနိုင်ပါလိမ့်မယ်အထီးကျန်မှုဆိုတာတငယ်ချင်းမိတ်ဆွေဘလောက်ရှိပေါင်းတင်ဆက်ဆံရေးဘလောက်ပဲကောင်းပါစေအဲ့ဒါတွေနဲ့မဆိုင်ပါဘူးမင်းဘလောက်ကြီးတဲ့အတိုင်းဝိုင်းရှိပါစေအထီးကျန်မှုကိုခံစားရနိုင်ပါတယ်လူတွေဟာညဘက်အချိန်မှာပိုပြီးတီထွင်ဖန်တီးနိုင်ကြပေမဲ့နေ့လယ်ပိုင်းတွေမှာတော့ဖန်တီးနိုင်စွမ်းနည်းပါတယ်မင်းတီတာနည်းလေမင်းကိုမင်းသိနေပြီလို့ထင်လေပါပဲဒီအချက်ကိုတော့သိပ္ပံနိကြသက်သေပြခဲ့ကြပြီးပါပြီ